ခုပြောပြမယ်နော်ခုနတိုင်ကိုပြောနေလို့ကိုစိတ်ထဲမှာခုန1 2 10မှတ်လာတယ်1 2 10မြနံပါတ်တစ်ခုမှတ်လာတယ်နော်အဲ့နံပါတ်ကပါလေပြော8မဟုတ်5မဟုတ်2တော်ပြီလေ3 why ဘာလို့ဆိုအဲ့လို3ယောက်ရှိတယ်မဟုတ် what is why you no ဒီဘာလို့မသိရကိုမှတ်တာဘယ်လိုမို့လဲမသိဘူးဘာကိုတွေးပြီးတော့မှတ်လိုက်တာလဲဆိုတော့ကိုထဲကနံပါတ်ကိုယူဘာလို့မသိရတာကိုမှတ်တာဟုတ်ကဲ့ကျမထုတ်ထောက်ဖိုးဖောက်ပြီးတော့အကုန်လုံးတော့မြင်နိုင်မှာတစ်ခါတလေပဲမှတ်လို့ရအေးအဲ့ဒါတူပဲယူဘိုက်ရှာနေလားဘိုက်မရှာနေဘူးလားကိုလည်းမသိတာနော်ယူအဲ့ဒါစိတ်ဆိုးနေလားစိတ်မလို့ရှာတယ်ကိုမသိတာအဲ့တော့ယူကမိမကို communicate လုပ်မှရမိမကိုပြောမှရမှာမပြောလို့ရှိရင်ကိုမသိနိုင်ဘူးမိမဘိုက်ရှာနေလားမရှာပြီးတော့မှကိုဘိုက်ရှာရဲဆိုပြီးတော့ကိုပြင်တာရှာလို့မရဘူးတခုပြောပြမယ်နော်ခုနတိုင်ကိုပြောနေလို့ကိုစိတ်ထဲမှာခုန1 2 10မှတ်လာတယ်1 2 10မြနံပါတ်တစ်ခုမှတ်လာတယ်နော်အဲ့နံပါတ်ကပါလေပြော8မဟုတ်5မဟုတ်2တော်ပြီလေ3 why ဘာလို့ဆိုအဲ့လို3ယောက်ရှိတယ်မဟုတ် what is why you no ဒီဘာလို့မသိရကိုမှတ်တာဘယ်လိုမို့လဲမသိဘူးဘာကိုတွေးပြီးတော့မှတ်လိုက်တာလဲဆိုကိုထဲကနံပါတ်ကိုယူဘာလို့မသိရတာကိုမှတ်တာဟုတ်ကဲ့ကျမထုတ်ထောက်ဖိုးဖောက်ပြီးတော့အကုန်လုံးတော့မြင်နိုင်မှာတစ်ခါတလေပဲမှတ်လို့ရအေးအဲ့ဒါတူပဲယူဘိုက်ရှာနေလားဘိုက်မရှာနေဘူးလားကိုလည်းမသိတာနော်ယူအဲ့ဒါစိတ်ဆိုးနေလားစိတ်မလို့ရှာတယ်ကိုမသိတာအဲ့တော့ယူကမိမကို communicate လုပ်မှရမိမကိုပြောမှရမှာမပြောလို့ရှိရင်ကိုမသိနိုင်ဘူးမိမဘိုက်ရှာနေလားမရှာပြီးတော့မှကိုဘိုက်ရှာရဲဆိုပြီးတော့ကိုပြင်တာရှာလို့မရ